ပတ်စံရဲ့တန်ဖိုးဆိုတာကိုလူကျင်တာနဲ့လဲလိုက်ရတဲ့အချိန်မှာအထွတ်ထိပ်ကိုရောက်တယ်ဒီတိုင်းထားရင်ပတ်စံကတန်ဖိုးရှိတယ်လို့လည်းပြောရခက်တယ်တန်ဖိုးမရှိဘူးလို့လည်းပြောရခက်တယ်ဒီငွေကြောင့်မို့လည်းပဲတချို့အသက်ခံရတယ်ဒီငွေကြောင့်မို့လည်းအမျိုးမျိုးဆင်းရဲပြီးတော့ဒီငွေကြောင့်မို့ပဲစိတ်ဆင်းရဲတာတွေအများကြီးလည်းဖြစ်နေသေးတယ်အဲ့တော့ပတ်စံရဲ့တန်ဖိုးဆိုတာကိုလူကျင်တာနဲ့ကောင်းတာလေးနဲ့လဲလိုက်ရတဲ့အချိန်မှာပတ်စံရဲ့တန်ဖိုးသည်အထွတ်ထိပ်ကိုရောက်သွားတချို့ဒီပတ်စံနဲ့ပဲမူရည်စေဝါတို့အရက်သေးသားတို့သုံးဆွဲလိုက်မယ်ဆိုရင်ဒီပတ်စံကိုကောင်းတဲ့ပတ်စံလို့ပြောနိုင်မလားမပြောနိုင်သိပြီးတော့ဘုဒ္ဓနာကိုဝဲပြီးတော့သုံးဆောင်မယ်ဆိုရင်ကောင်းတဲ့ပတ်စံလို့ဒါပြောလို့ရအဲ့တော့လူဘဝဆိုတာအဲ့ဒီငွေကြီးနဲ့အင်မတန်တူတယ်လို့ထင်တရားဓမ္မတို့ဦးဇင်းတို့တွေဘာကိုရွေးပြီးတော့ယူမလဲငွေမရှိရင်တော့ကြိုက်တာကိုရွေးယူခွင့်ရှိသလားမရှိဘူးဒီတော့ငွေဆိုတာတကယ်တမ်းကတော့လုတ်ပိုင်ခွင့်ဟုတ်လားတကယ်ကြီးမိုင်းများကိုဘာကိုရကျင်တယ်လဲဆိုတာကိုလဲထက်ခွင့်ငွေမှရှိတယ်အဲ့လိုပဲလူဘဝဆိုတာလဲကိုဘာကိုရကျင်တယ်လဲဆိုတာကိုလဲထက်ခွင့်ရှိအဲ့ဒီနေမှာငွေနဲ့ဘဝနဲ့မတူတာကဘာလဲဆိုတော့ငွေကစုထားလို့ရအသုံးကြမှာသွားပြီးတော့ဝယ်မယ်ဆိုပြီးတော့စုထားလို့ရဘဝကစုထားလို့မရဘူးနောက်တခါကြီးမိုင်းမြအဖို့တန်တာချင်းတူတယ်နော်သို့တော့ဘဝကတော့ကွာဟိုဘယ်ချင်းကြမှာပြုံပြီးတော့သုံးလိုက်အောင်မယ်အခုတော့စုပြီးတော့ထည့်ထားလိုက်အောင်မယ်လို့ထည့်ထားလို့ရသလားမရဘူးအခုတခါနဲ့ပျက်စီးလိုက်သွားတယ်ကိုကလဲခြင်းသည်ဖြစ်စေမလဲခြင်းသည်ဖြစ်စေအမြဲတမ်းလဲနေရတယ်တစုံတစ်ခုတော့ပြန်ရနေတာပဲယုံညံ့တာပဲဖြစ်ခြင်းဖြစ်မယ်မြင့်မြတ်တာလည်းဖြစ်ခြင်းဖြစ်မယ်ဒီတော့ဘဝသည်သိမ့်ထားလို့မရဘူးဒါကြောင့်အမြဲတမ်းတတိရှိရမယ်တတိရှိမှဒီအချိန်လေးကုန်သွားတယ်ကောင်းတာလေးပြန်ရတယ်ဒီအချိန်လေးကုန်သွားတယ်ကောင်းတာလေးပြန်ရတယ်ဒီလိုဘယ်အချိန်ကျမှဘယ်လိုလုပ်လိုက်မယ်လို့ဘဝကိုသိမ့်ထားလို့မရဘူးဒါကြောင့်ဒကမာကြီးတယောက်ကဦးဇင်းကိုပြောတယ်ဘဝဆိုတာတဲ့ကတ္တရာလန်လျှောက်တယ်လို့မျိုးအရှိကြီးကြည့်ပြီးတော့မျောပြီးတော့လျှောက်ရတဲ့အနေအထားမျိုးမဟုတ်ဘူးတဲ့ဘဝဆိုတာဇလီဖားတုံးတော်မျိုးယထာလန်းကိုခင်းထားတဲ့ဇလီဖားတုံးပေါ်ကိုလျှောက်တယ်လို့မျိုးတလန်းပြီးတလန်းတတိကြီးစွာလျှောက်သွားရတဲ့အနေအထားမျိုးတဲ့အင်မတန်ဖိုးတန်တဲ့နော်တခါကြီးမိုက်မြအချိန်တိုင်းဘဝကိုဇရေပြစ်နေရတယ်ခင်ဗျားတို့တို့ရဲ့အချိန်လေးဟာအချိန်တိုင်းမလုပ်နေရလဲဘဝကိုဇရေပြစ်နေရတယ်ဘဝသေဆုံးပေးနေရတယ်အဲ့ဒီအချိန်မှာကိုကဘယ်လိုအမှုမျိုးဘယ်လိုအလုပ်မျိုးဘယ်လိုကံမျိုးကိုယူလိုက်ရတယ်လေရလိုက်တယ်လေဘယ်လိုမျိုးစိမျိုးကိုစီးပူးမိလိုက်တယ်လဲဆိုတာအရေးမကြီးဘူးလားရည်ကြီးတယ်တချို့မကောင်းတာတွေရသွားတယ်တချို့ကောင်းတာတွေရသွားတယ်အဲ့ဒီမှာလူဘဝရဲ့တန်ဖိုးဆိုတာအဲ့ဒီကောင်းတာကိုယူနိုင်ခွင့်ရှိခြင်းသည်လူဘဝရဲ့တန်ဖိုးအမလေးစူးစမ်းပြီးတော့ပြောလိုက်ရတာဟင်ဒီကဟိတမကြီးများဟုတ်လားတလူဘဝကိုတန်ဖိုးရှိတယ်လို့ဘာကြောင့်ပြောရတာလဲဆိုရင်ပေးတတ်တို့ဒါဦးဇင်းတို့စဉ်းစားကြရအစကလေးကိုပေးလိုက်ပါတယ်နော်မြင့်မြတ်တာကိုရွေးချယ်ခွင့်ရှိလို့